ပရိသတ်များလည်းမင်္ဂလာပါ KB Sport Facebook page နဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ Chelsea အသင်းဟာရာသီကုန်မှာ Sancho ကိုအပိသက်မခေါ်ယူဘဲနဲ့ Man U ကိုပြန်ပို့သွားနိုင်တယ်လို့သိရပါတယ်ဘယ်လိုမျိုးလဲဆိုတော့ Man U နဲ့ Chelsea နဲ့စာချုပ်ချုပ်ခဲ့တော့က Sancho ကိုရာသီကုန်မှာမဖြစ်မနေဝယ်ရမယ် obligation to buy ဆိုတာကိုထည့်ချုပ်ခဲ့တယ်ဒါအပြင်ကိုစာချုပ်ထဲမှာပါတဲ့အချက်အရဆိုရင်အဆင့်14နဲ့အထက်မှာ Chelsea ကရာသီကုန်မှာသိမ်းခဲ့မယ်ဆိုလို့ရှိရင်ဒါ Sancho ကို Man U မှာရနေတဲ့လောက်ခလာစာတိုင်းနဲ့ခေါ်ယူမယ်ပြီးပြောင်းရွှေ့ကြီးကပေါင်း22တန်းနဲ့28တန်းကြားပဲပေးရမယ်ဆိုပြီးတော့ထည့်ချုပ်ခဲ့တယ်အဲ့ဒီတုန်းကချုပ်ခဲ့တဲ့အချက်လက်ရဆိုရင်တော့ဟုတ်တယ် Sancho ကိုခေါ်ယူတာမျိုးကကျွန်တော်တို့မစိုးဘူးပေါင်း28တန်းပဲပေးရမယ်ဒါအပြင်ကိုစာချုပ်ကလည်းတစ်ပတ်လောက်ကပေါင်း2သိန်းကိုပဲပေးရမယ်ဒါပေမဲ့ Chelsea အသင်းကလက်ရှိအချိန်မှာ Champions League ဝင်ခွင့်ကိုရဖို့တဲ့အထိနီးစပ်နေတဲ့အခါမှာဒါ Sancho လိုကစားသမားမျိုးထက်ဆိုင်ပိုကောင်းတဲ့ option တွေကိုသူတို့ကစဉ်းစားလာတယ်ဒီအနေထားမှာ Man U အသင်းနဲ့ချုပ်ထားတဲ့စာချုပ်ပါအချက်ကိုဖောက်ဖျက်ပြီးတော့Man U အသင်းကိုရော်ကြီးပဲပေးမယ်ဆန်ချိုကိုလည်းမခေါ်ဘူးသူတောင်းဆိုထားတဲ့လစာလည်းမပေးတော့ဘဲနဲ့ပြန်ပို့တော့အကွက်ကိုသုံးသွားနိုင်တယ်လို့သိရပါတယ်ဒီသတင်းကတော့ Daily Mail လို့သတင်းဌာနကလာတာဖြစ်တယ်တော့ source ကတော့90%လောက်ပဲသိကြတယ်ဒါပေမဲ့ Chelsea အသင်းကဆန်ချိုကိုပေးရမယ်လောက်ခလာစာဆန်ချိုအတွက်ပေးရမယ်ပြောင်းရွှေ့ခြင်းအစားအနာဂတ်မှာရရှိလာမဲ့ဒါတခြားကစားသမားတွေကိုပဲသွေးတစ်လောင်းလိုက်ခြင်းတဲ့ပုံစံမျိုးကိုတော့စဉ်းစားတယ်ပေါ့နော်။ဘာဆက်ဖြစ်မလဲတော့မသိပေမဲ့ဒီသတင်းလေးကတော့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ Chelsea ကစာချုပ်ဖြတ်သိမ်းခြင်းပေးပြီးတော့ဒါ Man U အသင်းကို Sancho ကိုပြန်ပို့သွားနိုင်တယ်လို့သိရပါတယ်။